လူတယောက်ကတဲခန္ဓာတစ်ခုရဲ့အလဲမှာအံ့ဩစရာကောင်းတဲ့ဖောက်ထွင်းမြင်ရတဲ့အကာရန်ကြီးတစ်ခုကိုမတော်တဆရှာတွေ့ခဲ့ပါတယ်ထူးဆန်းတာကဘာတစ်ခုမှအဲ့ဒီအကာရန်ကိုဖျက်သွားလို့မရတာပဲတနက်ချီစံတဲ့တောင်အပေါက်ချီတောင်ဖောက်လို့မရဘူးအဲ့ဒီအကာရန်ရဲ့တစ်ခက်ချမ်းမှာတော့ပြီးခဲ့တဲ့ရာစုနှစ်ကဝက်စုံတွေကိုဝက်ဆင်ထားတဲ့မိသားစုတစုအေးလူနေထိုင်နေတာကိုမြင်တွေ့နေခဲ့ရတယ်ပိုပြီးထူးဆန်းတာကအပြင်ကလူတွေကအထဲကိုမြင်နေပေမဲ့အထဲကလူတွေကတော့အပြင်လောကကိုလုံးဝမမြင်ရတာပါပဲဒီထူးဆန်းတဲ့အကာရန်ကြီးပေါ်လာတာကိုစစ်တပ်ကသိရှိသွားပြီးတော့အဲ့ဒီနေရာတစ်ခုလုံးကိုပိတ်ဆို့ထားလိုက်ပြီးတော့ယူပဗေဒပညာရှင်မိုက်ကိုလည်းရဟယင်နဲ့ချက်ချင်းခေါ်ဆောင်လာခဲ့လိုက်တယ်မိုက်ရောက်လာတဲ့အခါမှာတော့အကာရန်ရဲ့ရှေ့မှာငြိမ်သက်စွာရပ်နေတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာပဲအပြင်ဘက်ကမော်တော်ယာဉ်တစ်စီးကထွက်လာတဲ့အနက်ရောင်မြင်းငွေတွေကအကာရန်ထဲကိုခဏတာဝင်သွားတာကိုမိုက်ကမြင်လိုက်ရတယ်ဒါကိုကြည့်ပြီးမိုက်ကအကြံတစ်ခုရသွားခဲ့တယ်ဒီအကာရန်ကြီးက24နာရီပတ်လုံးအများတန်းပိတ်နေတာမဟုတ်ဘဲမဲ့ခဏတစ်ဖြုတ်ပွင့်သွားတဲ့အချိန်ရှိနိုင်တယ်ဆိုတာကိုပေါ့သူကရေခဲတုံးတွေကိုအကာရန်စီကိုအချိန်ချင်းပြစ်လွတ်ပြီးစမ်းသပ်နေခဲ့ပြီးနောက်ဆုံးမှာတော့အကာရန်ကနေ့တိုင်းမနေ့7နာရီတိတိမှာ10စက္ကန့်ကြာအောင်ပိတ်သွားတတ်တယ်ဆိုတဲ့လျှို့ဝှက်ချက်ကိုရှာတွေ့သွားခဲ့တယ်ဒီတော့သူကနောက်တနေ့မနေ့မှာအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးမိုက်ကအကာရန်ထဲကိုပြီးဝင်သွားခဲ့လိုက်တယ်သူအထဲကိုရောက်သွားတဲ့အခါမှာတော့တဲကန်ဒါရာကြီးကလုံးဝပျောက်ကွယ်သွားပြီးစိမ့်လန့်ဆိုပြတဲ့တတော်ကြီးအဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်ဒီနောက်အိမ်ထဲကနေအမျိုးသမီးတယောက်ထပ်လာတာကိုတွေ့လိုက်ရပြီးတော့သူမကလည်းသူ့ကိုတတိထားမိပြီးစူးစမ်းလို့စိမ့်နဲ့သူ့စီကိုရှောင်လာနေခဲ့တာပေါ့ဒီအခြေအနေကိုအပြင်ကလူတွေကလည်းဘာဖြစ်မလဲဆိုပြီးစိတ်ဝင်စားနေစောင့်ကြည့်နေကြတယ်သူတို့နှစ်ယောက်နီးကပ်လာတဲ့အချိန်မှာမိုက်ကစကားပြောမလို့ပဲရှိသေးတယ်သူမကချက်ချင်းပဲကြောက်စရာကောင်းတဲ့တတ္တဝါကြီးအဖြစ်ပြောင်းလဲသွားပြီးတော့မိုက်ကရဲ့လေဗင်သွေးကြော်ကိုကိုက်ဖြတ်ပစ်လိုက်ပါတော့တယ်ဒီနောက်တခြားတတ္တဝါတွေပါရောက်လာပြီးတော့မိုက်စီကိုဝိုင်းလာခဲ့ကြတယ်အပြင်ကစစ်သားတွေကလည်းသူ့ကိုကယ်တင်ဖို့ကြိုးစားနေခဲ့ကြပေမဲ့ကြီးစံတွေကအကာရန်ကိုလုံးဝဖောက်လို့မရတာကြောင့်မိုက်ကိုအရှင်လက်ဝိုင်းအောင်စားတောက်ခံရတာကိုကြည့်နေအောင်ကလေးလို့ဘာမှမလုပ်နိုင်ခဲ့ကြဘူးပေါ့ဒီနောက်မှာတော့စူရန်တဲ့ကြောင့်ချန်ရှင်အဖိုးကြီးလို့ထင်ရတဲ့သူရောက်လာပြီးတော့မိုက်ဥပမထင်ရောက်လာတာကိုတတိထားမိပြီးသူ့ရဲ့မော်စာအုပ်ကိုအမြန်ထုတ်ပြီးတော့စစ်တပ်ရွှဲမှာကာထာခွေနဲ့မန်းမှုပစ်လိုက်တော့ဒီအကာရန်ကြီးကချက်ချင်းပဲတဲကန်နာထဲကနေပျောက်ကွယ်သွားခဲ့တယ်ဒီတော့စစ်သားတွေလည်းဘာတွေဖြစ်သွားမှန်းတော့တေချာမသိခဲ့ကြဘူးပေါ့ဒီနောက်စစ်တပ်လည်းအမိန့်အရာဆုတ်ခွာလာခဲ့ကြရပြီးတော့သူတို့လုံးဝမမျှော်လင့်ထားတာကတော့အဲ့ဒီအကာရန်ကြီးကတကယ်ပျောက်ကွယ်သွားတာမဟုတ်ဘဲနဲ့မျက်နှာစာပြောင်းလဲလက်သွားရုံပဲဆိုတာပေါ့အခုချိန်မှာအထက်ကမိစာတွေကလူသားတွေကိုမြင်နေကြပြီဖြစ်ပြီးတော့အပြင်ကလူတွေကတော့သူတို့ကိုမမြင်နိုင်တော့ပါဘူးဒီနောက်မှာတော့အဖိုးကြီးကနာရီကိုကြည့်ကောင်ကလေးကအယိုးစုတစ်ခုနဲ့အကာရန်ကိုရိုက်ကြည့်နေခဲ့ရင်းနဲ့သူတို့တွေအပြင်လောကကိုထွက်လို့ရမယ့်အချိန်ကိုစောင့်ဆိုင်းမိခဲ့ကြတယ်